လိုက်ကတော့မာကီပြောတဲ့အချက်လက်တွေကိုရေးမှတ်တယ်လို့မျိုးပုံစံနဲ့စာရွက်ပေါ်မှာမာကီရှိုကိုဆိုပြီးတနိုင်ထိုးတာနဲ့ကိုကိုတက်တေဖို့ရေးချလိုက်ပါတယ်လိုက်ရနေတဲ့စာတွေကိုကြည့်ပြီးရုတ်ကတော့လှောင်ရနေပါတယ်တမတ်ချိန်ကိုကြော်လွန်သွားပေမဲ့မာကီကတော့ပုံမှန်တိုင်းလမ်းလျှောက်ရင်စကားပြောနေတဲ့အတွက်လိုက်ကဘာကြောင့်လဲဆိုတာတွေးဝင်နေရပါတယ်လိုက်ရတဲ့စာတွေကိုကြည့်ပြီးရုတ်တယောက်ရဲနေပုံထောက်ရင်နာမည်ကအတူဖြစ်နေကြောင်းကိုလိုက်ရရိုက်မိလိုက်ပါတယ်ဝါတာရီကလည်းလူရှိရုပ်လုံးတွပြတဲ့အခါမှာတော့အဖိုးကြီးတယောက်ဖြစ်နေပါတယ်အဲဒါကတော့ခီရာစုံစမ်းမှုတွေပါဝင်တဲ့သူတွေကိုနာမည်အတူတွေနဲ့တစိမ့်အစ်တွေလုပ်ပေးထားပါတယ်နာမည်အတူတစိမ့်အတူတွေကိုတောင်းရတာကတော့ခီရာရဲ့အနေစီကကြိုတင်ကောက်ွယ်ဖို့ပဲဖြစ်ပါတယ်ဒါအပြင်မှာခြေရခံဆက်ပါတဲ့ကပတ်ကိုလည်းတယောက်တစ်ခုစီပေးထားပါသေးတယ်အကယ်၍များအန်ဒီရဲ့တစ်ခုခုကြုံတွေ့လာရရင်ကပတ်မှာပါတဲ့ခလုတ်ကိုနှစ်ချက်နှိပ်လိုက်တာနဲ့ဝါတာရီရဲ့ဘုံစီကိုအတိပေးလာမှာဖြစ်ပါတယ်ဒါကိုတော့အရေးပေါ်ကိစ္စတွေမှာတုံးဖို့ပြောပြီးနောက်တစ်ခါတွင်းမဲ့နေရအတွက်ဟိုတယ်နဲ့အခန်းနံပါတ်ကိုအကြောင်းကြားပါမယ်လို့ဝါတာရီကပြောပါတယ်လိုက်ကတော့မာကီရဲ့နာမည်အစစ်မှန်ကိုသိရဖို့အတွက်စင်ကြံနေပါတယ်မာကီရဲ့အဲ့ထဲမှာမှတ်ပုံတင်လိုင်စင်ကကိုရေးကိုတာအချက်လက်တွေပါလောက်မှာပဲလို့တွေးပြီးလူပြတဲ့နေရာမှာအကြမ်းဖက်ပြီး data တွေယူဖို့စဉ်းစားပါတယ်အဲ့အချိန်မှာပဲရော့ကဒီအချိန်မှာတင်မင်းမျက်လုံးယူမယ်ဆိုရင်လည်းအချိန်ကြာရေးမပေးရအောင်ပြောပါတယ်မြက်ကမှန်ကတ်လိုက်တယ်လို့အဆက်ကမိုင်းအတွင်းပြီးသွားမှာဆိုပေမဲ့မိမတယောက်တော့နဲ့သူရတဲ့တန်တဝက်ကိုမလဲနိုင်ကြောင်းလိုက်ရပြန်ပြောပါတယ်မာကီကတော့ဒီအချိန်လောက်ဆိုရင်ဌာနချုပ်ကိုရဲတွေပြန်အောင်လာလောက်ပြီးပြောပြီးဌာနချုပ်ဘက်ကိုချစ်ဦးပြန်လှည့်သွားပါတယ်လိုက်ရလည်းအနောက်ကနေအကြံထုတ်ရင်လိုက်သွားပြီးရောက်ဖို့3မိနစ်လောက်လိုမှာတော့မာကီကိုတားပြီးဌာနချုပ်မှာရဲတွေတယောက်မှမရှိဘူးဆိုတာမထူးဆန်းဘူးလားတခုခုမသိစေချင်လို့တယောက်မှမရှိတာမဖြစ်နိုင်ဘူးလားဒါကြောင့်အခုသွားမယ်ဆိုရင်အကျိုးမထူးနိုင်ကြောင်းလိုက်ရပြောပါတယ်မာကီကလည်းအကြောင်းဆုံးတီးနေတယ်လို့ပြောနေတဲ့လိုက်ကိုမင်းကဘာလို့မို့လို့အကုန်လုံးတီးနေရတာလဲလို့မယုံတဲ့အကြည့်တွေနဲ့ပြန်မေးပါတယ်ဒီစကားကိုမေးလိုက်တာနဲ့မာကီကလိုက်ရအကွက်တွေကိုစောင့်ဝင်လာပါပြီလိုက်ရဒီအမှုကိုလှုပ်ဝက်ထောက်လန်နေကြောင်းပြောပြီးအထက်ဆန်ကျောင်းသားအနေနဲ့ခက်ခဲတဲ့အမှုတစ်ခုကိုလည်းကူပြီးဖြေရှင်းခဲ့ကြောင်းပြောပါတယ်အဲဒါကိုလှုပ်ဝက်စုံစမ်းသူတွေတာဝန်ရှိသူတွေကလွှဲရင်တခြားလူတွေနဲ့ဆက်သွယ်ခွင့်မပေးနိုင်ကြောင်းပြောလေတော့မာကီက FBI agent ဟောင်းတယောက်ဆိုတာပြောပြီးလွန်ခဲ့တဲ့နှစ်လောက်ကအဲလီလက်အောက်ကနေအမှုတစ်ခုကိုလိုက်ခဲ့မှုကြောင်းပြောပါတယ်အဲအနေနဲ့သူ့ရဲ့တောင်းဆိုမှုတွေကိုလက်ခံလောက်မှာပါလို့လည်းပြောပါတယ်လိုက်ကတော့မာကီကအရန်တော်တဲ့စုံတော့တယောက်ဖြစ်ခဲ့မှာပဲလို့ပြောပြီးအခုအမှုအတွက်မာကီလိုအရန်တော်တဲ့လူတွေကိုအလိုရှိတယ်လို့ပြောပါတယ်အဲ့ဒီတော့မာကီအနေနဲ့လှုပ်ဝက်စုံစမ်းရေးအဖွဲ့တွေကိုဝင်မို့တိုက်တွန်းပါတယ်မာကီကတော့ရေးဘတ်မှာနဲ့လက်ထပ်ပြီးရင်အမေရိကန်မှာအခြေချဖို့တွေးထားပေမဲ့အခုအချိန်မှာတော့ထပ်ပြီးဆုံးစရာမရှိတော့တဲ့အတွက်အဖွဲ့တွေဝင်မို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအတွက်လိုအပ်တဲ့ကိုရဲ့အချက်လက်တွေကိုလိုက်ရတောင်းနေတော့မာကီဆိုတာကသူ့ရဲ့နာမည်အစစ်အမှန်မဟုတ်ကြောင်းဝန်ခံပြီးအားနာကြောင်းပြောပါတယ်လိုက်ကလည်းမာကီကတကယ်တော်ပြီးတတိကြီးတဲ့အတွက်စုံနှောင်းအနေနဲ့အရန်တော်ခဲ့မှာပဲလို့ဆိုပြီးချီးကျူးနေပါတယ်ကိုကြီးကိုတာအချက်လက်ဆိုလို့ရင်မောင်းလိုက်စင်တာပါလာတဲ့အတွက်ဒါနဲ့ဆိုရင်အဆင်ပြေလာမိပြီးလိုက်ကိုထုတ်ပေးပါတယ်လိုက်ကလည်းအဆင်ပြေကြောင်းပြောပြီးကိုကြီးအချက်လက်တွေကိုမှတ်လို့ပုံစံနဲ့စာရွက်ပေါ်မှာနာမည်အစစ်မှန်ဖြစ်တဲ့နာအိုမီမီဆိုရာဆိုပြီးရေးချရင်နိုင်ရင်ကိုကြည့်နေပါတယ်မီဆိုရာကလည်းလိုက်အနေနဲ့နိုင်ကိုပဲဘာလို့ခဏခဏကြည့်နေတာလဲလို့မေးတော့လိုက်ကキラだからခီရာဆိုတာတိလိုက်ရခြင်းမှာပဲတတ်မှတ်ချိန်လည်းပြည့်သွားပြီမလို့ရေးထားတဲ့အတိုင်းကိုကိုအဆုံးစီရင်မှုစိတ်ပြတဲ့ပုံစံနဲ့လိုက်နာနေထော်တော်ပါတော့တယ်အိုင်မီပါမီဆိုတာကဲအားလုံးပဲနောက်ပိုင်းမှာထပ်တွေ့ကြတာပေါ့